ရခိုင်ပြည်နယ်ခွာမြို့နယ်နဲ့ကျိန်တလီမြို့ကိုဇွန်လ26ရက်နေ့ညနေပိုင်းမှာအာဏာသိမ်းစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆယ်ကျော်သက်အရွယ်3ယောက်အပါအဝင်ဒေသခံ6ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ခွာမြို့နယ်ရေကျော်ရွာကမူလာတန်းစာတင်ကျောင်းရှိမှာပေါင်900နဲ့300ဘုံတွေကြာရောက်ပေါက်ကွဲခဲ့တာကြောင့်9ယောက်ထိမှန်ခဲ့တာပါ။ကျိန်တလီမြို့မှာလည်းပေါင်900ဘုံနှလုံးကြားရောက်ပေါက်ကွဲခဲ့တာကြောင့်တယောက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုဇွန်လအတွင်းမှာတင်စစ်အုပ်စုဟာလေကြောင်းနဲ့ရေကြောင်းကနေပါမကြာခဏပစ်ခတ်နေတာကြောင့်ဒေသခံတွေပေးလို့ရကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကလည်းခွာမြို့နယ်ကန်းကော်တောင်ရွာကိုပုံကျဲခံရတာကြောင့်4ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှတ်တမ်းတွေအရသိရပါတယ်ရှင်။ဇွန်လ26ရက်နေ့ကပြုလုပ်တဲ့ဆရာနာရှင်လွှတ်တော်အစည်းအဝေးမှာမြန်မာအရေးနဲ့ပတ်သက်တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်9ရက်ကိုပြန်လည်သုံးသပ်ဖို့ကြံ့ခိုင်ရေးပါတီကကလောမဲဆန္ဒနယ်အမတ်ဒေါက်တာနန္ဒလှမြင့်ကအဆိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ဒီထုတ်ပြန်ချက်ဟာပြည်တွင်းရေးကိုဆွတ်ဖက်ရာရောက်ပြီးလက်ရှိနိုင်ငံရေးအခြေအနေနဲ့မကိုက်ညီတဲ့အတွက်နိုင်ငံရေးအကျိုးစီးပွားကိုရှေ့ရှုပြီးပြန်လည်ညှိနှိုင်းဖို့ဆရာနာရှင်အစိုးရကိုတိုက်တွန်းခဲ့တာပါ။ရွေးကောက်ခံအစိုးရတရက်ပေါ်ထွန်းနေပြီဖြစ်လို့အာဆီယံရဲ့ထုတ်ပြန်ချက်ဟာပကတိအခြေအနေနဲ့မကိုက်ညီတော့ဘူးလို့လည်းအဆိုရှင်ကထောက်ပြပါတယ်။2021ခုနှစ်မှာအာဏာသိမ်းစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းအာဆီယံကမြန်မာအရေးမှာအကြမ်းဖက်မှုတွေရပ်ဖို့နဲ့တွဲဆောင်ဆွေးနွေးဖို့အပါအဝင်ဘုံသဘောတူညီချက်9ချက်ကိုချမှတ်တောင်းဆိုခဲ့တာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းရင်းမာပင်ခရိုင်အမှတ်6တပ်ရင်းကတပ်ရင်းမှုရဲဘော်ပလဲမောင်ကိုခရိုင်ကုတ်ကဲရေးမှုပူစွမ်းရဲ့ PA ရဲဘော်ငဖြိုးဆိုသူကအစည်းအဝေးမှာပြစ်တက်လိုက်တာကြောင့်ဇွန်လ26ရက်နေ့မှာပွဲချင်းပြီးကြဆုံးသွားခဲ့ပါတယ်။တေဆုံးသူရဲဘော်ပလဲမောင်ကခရိုင်ကုတ်ကဲရေးမှုပူစွမ်းကိုတတ်ဖို့သူ့ကိုပြောခဲ့တဲ့အတွက်ရဲဘော်ပလဲမောင်ကိုအခုလိုပြစ်တက်လိုက်တာလို့ရဲဘော်ငဖြိုးကထွက်ဆိုတဲ့ဗီဒီယိုဖိုင်တွေလည်းပြန့်နှံ့နေပါတယ်။ဒါပေမဲ့အဲ့ဒီကိစ္စကိုဘယ်သူမှအတိမပြုနိုင်သေးပါဘူး။လက်ရှိအချိန်မှာပြစ်ခတ်ခဲ့တဲ့ရဲဘော်ငဖြိုးကိုတော့လက်နက်ဖြုတ်သိမ်းပြီးရင်းမာပင်ခရိုင်စစ်ဌာနအချုပ်ထောင်မှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကသတင်းထုတ်ပြန်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်သိရဖို့နဲ့နောက်ဆက်တွဲပြဿနာတွေကိုမဖြစ်အောင်စကိုင်းတိုင်းစစ်ဌာနတာဝန်ရှိသူတွေကကွင်းစင်းစစ်ဆေးပြီးစစ်ရုံးချုပ်အနေနဲ့လည်းစစ်ပတ်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီအထူးအလေးပေးကိုင်တွယ်ဖြေရှင်းသွားမယ်လို့ဆိုခဲ့ပါတယ်ရှင်။ရန်ကုန်တိုင်းဒလားမြို့နယ်မှာပြေဝကုံစုံဆိုင်ပိုင်ရှင်လင်မယား2ယောက်ကိုတပ်ဖြတ်ခဲ့တဲ့ဆိုင်ဝန်ထမ်းဟောင်း2ယောက်ကိုဖမ်းဆီးရမိပြီဖြစ်ကြောင်းဒလားမြို့နယ်မှုကင်းရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ည10:00နာရီကျော်လောက်ကအရာဇတင်းကျန်ရက်ကွက်အုတ်လငယ်လမ်းမှာရှိတဲ့နေအိမ်အပေါ်တက်ဖျားခန်းမှာအိမ်ရှင်ဦးအောင်ကျော်ကျော်နဲ့ဇနီးဖြစ်သူဒေါ်နွယ်နွယ်ထွန်းတို့ဟာထိုးသွင်းထံရတွေနဲ့တိတ်ဆုံးနေတာကိုနောက်နေ့မနက်မှာဆိုင်ဝန်ထမ်းတွေကတွေ့ရှိခဲ့တာပါ။အခင်းဖြစ်ပွားရာမှာသွေးပေနေတဲ့အရှည်6လက်မရှိတဲ့ဓာတ်တစ်ချောင်းနဲ့စကေဘာတစ်ချောင်းကိုလည်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အိမ်က CCTV မှတ်တမ်းတွေအရလွန်ခဲ့တဲ့8လကအလုတ်ထွက်သွားတဲ့ဆိုင်ဝန်ထမ်းဟောင်းဘူထီခေါ်မျိုးစော်နဲ့ငမျိုးခေါ်မျိုးစော်အောင်တို့2ယောက်ဝင်ရောက်လာတာကိုစစ်ဆေးတွေ့ရှိပြီးတဲ့နောက်သူတို့2ယောက်ကိုလိုင်တာယာနဲ့တာဂီတာမြို့နယ်တွေမှာရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဒေသခံတွေနဲ့ရဲတပ်ဖွဲ့တွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်ရှင်။စကိုင်းတိုင်းခင်ဦးမြို့နယ်မြင်းတောင်ရွာကိုဇွန်လ26ရက်နေ့ည9:45မိနစ်လောက်မှာဆရာနာရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အသက်60အရွယ်အမျိုးသမီး1ယောက်သေဆုံးပြီး4ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ခင်ဦးဒေသခံတွေစီကသိရပါဗျ။ရေဦးမြို့နယ်အထိုင်စခန်းကနေလက်နက်ကြီး2လုံးပစ်ခတ်ခဲ့တာဖြစ်ပြီးဒေါ်မျိုးသူဆိုသူရဲ့နေအိမ်ပေါ်ကိုကြားရောက်ပောက်ကွဲခဲ့တာပါ။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲကျေးရွာဘက်ကိုအကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးဒဏ်ရာရသူ4ယောက်ထဲက2ယောက်ကတော့အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။မြင်းတောင်ရွာဟာရေဦးခင်ဦးကားလမ်းမကြီးဘေးမှာရှိပြီးအင်ဂျီ300ကျော်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်မှာပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကတော်လိုင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်တာကြောင့်ပျက်စီးသွားတဲ့ MI-17 ရဟတ်ယာဉ်ကိုဇွန်လ26ရက်နေ့ညနေပိုင်းမှာဆရာနာရှင်တပ်ကပြန်လည်သိမ်းယူသွားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ။အဲ့ရဟတ်ယာဉ်အပြက်ကိုသိမ်းယူဖို့ဇွန်လ25ရက်နေ့ကတည်းကလမ်းပိုင်းလုံခြုံရေးတွေအထက်ထပ်ချထားခဲ့တာပါ။26ရက်နေ့နေ့လယ်ပိုင်းမှာတော့ပခုတ်ကူအခြေဆိုင်တပ်မ101ကနေဂရိန်းကားနဲ့တွဲကားတွေအပါအဝင်ရင်တန်းနဲ့လာရောက်တည်ယူသွားတာဖြစ်ပါတယ်။ဒီရင်တန်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ရအောင်တည်သွားနိုင်ခဲ့တယ်လို့အမည်မဖော်လိုတဲ့တော်လိုင်းရဲဘော်တယောက်ကပြောပြပါဗျ။
ဆီယနာရှင်တပ်ဟာရဟရင်ပြက်ကြတဲ့နေရာကိုမြေပြင်စစ်ကြောင်းထပ်ထိုးလာနိုင်တာကြောင့်ဒေသခံတွေတတိထားနေထိုင်ကြဖို့ကိုလည်းတော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်ရှင်။မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ဗဟိုကော်မတီဝင်တွေနဲ့ခေါင်းဆောင်တွေကိုဆီယနာရှင်အစိုးရကဖမ်းဝရမ်းထုတ်ပြီးနိုင်ငံကူးလက်မှတ်28ဆောင်ကိုပြက်ပြဲကြောင်းကြေညာခဲ့တာကို CTUM ကပြင်းထန်စွာကန့်ကွက်ရှုံချလိုက်ပါတယ်။ဆီယနာရှင်အစိုးရဟာဗဟိုကော်မတီဝင်တွေကိုရာဇသက်ကြီးပုံမှန်124ကနဲ့အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားသလိုနိုင်ငံတကာသွာလာခွင့်ကိုပါတားဆီးဖို့ကြိုးပမ်းနေတာပါဒီလောက်ရဟာနိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးနဲ့လူအခွင့်အရေးကိုချိုးဖောက်တာဖြစ်ပြီးနိုင်ငံတကာအလို့သမားသမဂ္ဂတွေရဲ့ဖိအားတွေကိုတုံ့ပြန်ဖို့အတွက် CTUM ခေါင်းဆောင်တွေကိုဖိအားပေးနှိပ်ကွပ်နေတာဖြစ်တယ်လို့ CTUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CTUM အနေနဲ့အလို့သမားအခွင့်အရေးတွေကိုဆက်လက်ကာကွယ်သွားမှာဖြစ်တယ်လို့ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ Federal ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်လည်းဆက်လက်ကြိုးပမ်းသွားမယ်လို့အသိပေးထားပါတယ်ရှင်။အာနာသိန်းစစ်တပ်ရဲ့တပ်ချုပ်အသေးဗိုလ်ချုပ်ကြီးရဲဝင်းဦးကပြီးခဲ့တဲ့ရက်ပိုင်းကဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုဗိုလ်ချုပ်ကြီးအဆင့်ဗိုလ်ချုပ်စိုးလှိုင်နဲ့ဗိုလ်ချုပ်ပြည်စုံလင်းတို့ကိုဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရာထူးတိုးမြှင့်ပေးခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျ။ဗိုလ်ချုပ်ကြီးရာပြည့်ဟာဆီယနာရှင်အစိုးရလက်ထက်မှာအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC မှာဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူပါဗိုလ်ချုပ်စိုးလှိုင်ဟာလည်းအလုံးတင်ဖို့တင်တဲ့ OTS အပတ်စဉ်24ကျောင်းစင်းတယောက်ဖြစ်ပါတယ်ဒီရာထူးတိုးမြှင့်မှုတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာဌာနတွေကအသေးစိတ်ထုတ်ပြန်လာဖို့ရှိနေပါတယ်ရှင်တအန်းပြည်နမ်ဆန်မြို့မှာဇွန်လ26ရက်နေ့ကကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာမူရစ်ဆေးဝါးတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ်အဖြစ် PSLF TNLA အဖွဲ့ကဖမ်းဆီးရမိထားတဲ့ကျပ်ငွေဘီလီယံ20ကျော်တန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေကိုပြည်သူရှေ့မှာမီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ဒီဖျက်ဆီးမှုမှာ2024ခုနှစ်ကနေ2025ခုနှစ်အတွင်းသိမ်းဆည်းရမိခဲ့တဲ့ဘိန်းဖြူ၊ယာမစိတ်ကြွဆေးပြားနဲ့ဘိန်းမဲတွေပါဝင်ပါတယ်။မူရစ်ဆေးဝါးပပျောက်ရေးအတွက်ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကအရေးကြီးကြောင်း TNLA ဒုတိယဥက္ကဋ္ဌကတိုက်တွန်းခဲ့ပါတယ်။ TNLA အနေနဲ့2012ခုနှစ်ကစပြီးတအန်းဒေသအတွင်းမူရစ်ဆေးဝါးတိုက်ဖျက်ရေးကိုဇက်တိုက်လှုံ့ဆော်လာခဲ့တာမှာ73နှစ်အတွင်းဘိန်းခင်းဧက9000ကျော်အထိဖျက်ဆီးနိုင်ခဲ့တယ်လို့အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်။ကရင်ပြည်နယ်မြဝတီမြို့မှာကရင်ငင်းချမ်းရေးကောင်စီ KNU KNLA PC မြဝတီမြို့ဒေသဖွံ့ဖြိုးရေးဌာနကဗိုလ်ကြီးမင်းထက်ပိုင်ကိုလက်နက်မှောင်ခိုမှုမူရစ်ဆေးဝါးရောင်းဝယ်မှုထိုင်းဘတ်ငွေအတုနဲ့ငွေတုထုတ်ဆက်တွေ့ရှိမှုနဲ့ဖအံမြို့အခြေစိုက်တပ်မ22မှာဖမ်းဆီးစစ်ဆေးနေပါတယ်။ပြီးခဲ့တဲ့ဇွန်လဒုတိယအပတ်က KNU KNLA PC အဖွဲ့ကဗိုလ်ကြီးစောအာကာကိုထိုင်းဘတ်ငွေအတုသုံးစွဲမှုနဲ့မြဝတီမဲဆောက်အမှတ်2ချစ်ကြည်ရေးတရားအနီးက SSS စားတောက်ဆိုင်မှာစစ်တပ်ကဖမ်းဆီးခဲ့ပြီးတဲ့နောက်ဗိုလ်ကြီးမင်းထက်ပိုင်ကိုဆက်လက်ဖမ်းဆီးပြီးစစ်ဆေးနေကြတာပါ။မြဝတီမြို့ဒေသဖွံ့ဖြိုးရေးဌာနကဗိုလ်ကြီးမင်းထက်ပိုင်ဟာတပ်ဖွဲ့ဝင်အစစ်အမှန်မဟုတ်ဘူးလို့ကရင်ငင်းကျရေးကောင်စီ KNU KNLA PC ပြောခွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောပါတယ်။ဒါအပြင်တပ်ဖွဲ့ဝင်အစစ်အမှန်ဟုတ်ခဲ့ရင်ထုတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုမလိုက်နာတဲ့ဘယ်တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်ဥပဒေအရအရေးယူဆောင်ရွက်တာတွေရှိတယ်လို့လည်းပြောပါတယ်။ထိုင်းဘတ်ငွေတုဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီးမြဝတီမြို့အမှတ်4ရပ်ကွက်မှာရှိတဲ့ဗိုလ်ကြီးမင်းထက်ပိုင်ရဲ့ကန်စစ်မြိုင်နေအိမ်ကိုစစ်တပ်ကစီးနင်းရှာဖွေရမှာဘတ်ငွေအတုတွေငွေတုလှုပ်ဆက်နဲ့လက်နက်တွေသိမ်းဆည်းရမိခဲ့ပေမဲ့ဗိုလ်ကြီးမင်းထက်ပိုင်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါကြောင့်ကရင်နယ်ကြားစောင့်တပ်အမှတ်4တပ်နယ်ကဗိုလ်ကြီးမင်းထက်ပိုင်ကိုဖမ်းဆီးပြီးစစ်တပ်ကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်ရှင်။အေရဝတီတိုင်းပန်းတတော်မြို့နယ်ကျောင်းမြောက်ကျေးရွာမှာတည်ထားတဲ့သမိုင်းဝင်ရွှေမြင့်တင်ဇေဒီရဲ့စိန်ဖူးတော်ဟာဇွန်လ26ရက်နေ့ညနေ3နာရီလောက်ကလေပြင်းတိုက်ခတ်မှုကြောင့်မြေခပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ဇီရီတက်တန်းကမနေတော့ရုတ်တရက်လေပြင်းတိုက်သွားတဲ့ဒဏ်ကြောင့်ဖြစ်သွားတာဆိုပြီးဒေသခံတယောက်ကလည်းပြောပြပါဗျ။မြေခပျက်စီးခဲ့တဲ့ဇီရီတော်ရဲ့စိန်ဖူးတော်နဲ့အတူရွှေငွေရတနာပစ္စည်းတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဂောပကအဖွဲ့ကစနစ်တကျထိန်းသိမ်းထားတယ်လို့ဆိုပါဗျ။အေရဝတီတိုင်းအတွင်းမေလာကနေစပြီးမိုးတက်လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့်နေအိမ်တွေတာသနိကအဆောက်အဦတွေဖျားပထုံးဇီရီတွေထိခိုက်ပျက်စီးတာတွေရှိတယ်လို့ဒေသခံတွေစီကသိရပါဗျရှင်။ရခိုင်ပြည်တောင်ကုန်းမြို့နယ်နဲ့ပဲခူးတိုင်းပတောင်းလမ်းပေါ်ကကာကင်းပွိုင်း900ကုန်းအနီးကဆီယနာရှင်တပ်တွေရဲ့ယာယီစခန်းတချို့ကိုအာရခတပ်တော် AA ကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ AA နဲ့နှိစက်သူတွေစီကသိရပါဗျ။
ဂျွန်လတတိယအပတ်ကပထောင်မြို့နယ်မတုံရွာအနီးကဆရာနာရှင်ရဲ့လက်နက်ထုတ်စက်ရုံကပစ16ရဲ့အဓိကကာကင်းဖြစ်တဲ့ .900 ကာကင်းကုန်းအနီးကယာယီတပ်ဆွဲထားတဲ့စခန်း3ခုကို AA ကသိမ်းပိုက်ခဲ့တာပါ။ .900 ကုန်းကနေ AA ထိန်းချုပ်ထားတဲ့ဘက်ကိုစစ်တပ်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်တာကနေ AA ကသူတို့ရဲ့ယာယီစခန်း3ခုကိုသိမ်းလိုက်တာလို့ AA နဲ့နှိစက်သူတယောက်ကပြောပြပါဗျ။လက်ရှိမှာလည်းလေကြောင်းပစ်ကိုယူပြီးအေးသိမ်းပိုက်ထားတဲ့ကာကင်းတွေကိုပြန်လည်ရယူဖို့ထိုးစစ်ဆင်လာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။စစ်တပ်ကယာယီစခန်းတွေကျသွားပြီးတဲ့နောက်လေကြောင်းကနေဂျက်ဖိုက်တာ၊ဝိုင်းထွဲ၊ဒရုန်း၊လက်နက်ကြီး၊ပါရာမော်တာတွေနဲ့အဆက်မပြတ်ပုံကျဲတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ရှင်။